ပြင်သစ်နိုင်ငံလို့ပြောလိုက်ရင်လှပတဲ့သမိုင်းဝင်အဆောက်အုံတွေအမှုပညာနဲ့အစားအစာတွေကြောင့်ကဘာကျော်တယ်ဆိုတာလူတိုင်းသိကြပါတယ်ဒါပေမဲ့ပြင်သစ်ဟာကဘာပေါ်မှာစံတော်ချိန် time zone အများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံဆိုတာကိုရောသိပါသလားဟုတ်ပါတယ်ပြင်သစ်နိုင်ငံမှာစံတော်ချိန်ပေါင်း12ခုအထိရှိနေပြီးဒါဟာကဘာဘယ်နိုင်ငံထက်မဆိုပိုများပါတယ်ဒီဗီဒီယိုထဲမှာတော့ဒီလိုထူးခြားစမ်းပြတဲ့အချက်အလက်တွေရဲ့နောက်ွယ်ကအကြောင်းရင်းတွေကိုအတူတူလေ့လာသွားကြပါမယ်အရင်ဆုံးစံတော်ချိန်တွေရဲ့သမိုင်းကြောင်းကိုအနည်းငယ်ကြည့်ရအောင်ပါ19ရာစုမှာယထာလန်းတွေကြကြပြန့်ပြန့်ပေါ်ပေါက်လာတဲ့အခါယထာတွေအချိန်မှန်ဆိုက်ရောက်ထွက်ခွာနိုင်ဖို့အတွက်စံချိန်စံညွှန်းတစ်ခုသတ်မှတ်ဖို့လိုအပ်လာပါတယ်ဒါကြောင့်1884ခုနှစ်မှာတော့အပြည်ပြည်ဆိုင်ရာမီရီဒီယန်ညီလာခံကနေအင်္ဂလန်နိုင်ငံ Greenwich ကိုဗဟိုပြုပြီးကမ္ဘာကြီးကိုစံတော်ချိန်24ခုအဖြစ်ခွဲခြားသတ်မှတ်ခဲ့ကြပါတယ်ဒါဆိုရင်ကမ္ဘာအကြီးဆုံးနိုင်ငံမဟုတ်တဲ့ပြင်သစ်ကဘာလို့စံတော်ချိန်12ခုတောင်ရှိနေရတာလဲအဖြေကတော့ပြင်သစ်နိုင်ငံရဲ့ကမ္ဘာအနှံ့ပြန့်နှံ့နေတဲ့ပင်လယ်ရက်ခြားနယ်မြေတွေကြောင့်ဖြစ်ပါတယ်ပြင်သစ်ဟာကမ္ဘာသမိုင်းတစ်လျှောက်နယ်မြေချဲ့ထွင်ခဲ့တာကြောင့်ကာရီဘီယန်ကနေအိန္ဒိယသမုဒ္ဒရာပစိဖိတ်သမုဒ္ဒရာအထိပင်လယ်ရက်ခြားနယ်မြေပေါင်းများစွာကိုပိုင်ဆိုင်ထားတာပါဒီနယ်မြေတွေဘယ်မှာရှိနေလဲဆိုတာကြည့်ရအောင်တောင်အမေရိကမြောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့ French Guiana ဟာအမေရိကန်အရှေ့ပိုင်းစံတော်ချိန်နဲ့အတူတူပါပဲကာရီဘီယန်ပင်လယ်ထဲက Martinique နဲ့ Guadeloupe ကျွန်းစုတွေဟာလည်းစံတော်ချိန်တစ်ခုစီရှိကြပါတယ်အိန္ဒိယသမုဒ္ဒရာတွေက Reunion နဲ့မာယုတ်ကျွန်းတွေမှာလည်းစံတော်ချိန်တွေကွဲပြားနေတယ်လို့ပစိဖိတ်သမုဒ္ဒရာတွေက French Polynesia နဲ့ New Caledonia လိုနယ်မြေတွေဟာလည်းစံတော်ချိန်အသီးသီးကိုပိုင်ဆိုင်ထားကြပါတယ်ဒါအပြင်အပြည်ပြည်ဆိုင်ရာကတရားဝင်အတိအမှတ်မပြုထားပေမဲ့ပြင်သစ်ကအုပ်ချုပ်နေတဲ့တခြားသောကျွန်းငယ်လေးတွေလည်းကမ္ဘာအနှံ့မှာရှိနေပါသေးတယ်ဒါကြောင့်ပြင်သစ်နိုင်ငံဟာသူ့ရဲ့နယ်မြေချဲ့ထွင်မှုသမိုင်းကြောင်းတွေကြောင့်ကမ္ဘာစံတော်ချိန်12ခုကိုပိုင်ဆိုင်ထားရတာဖြစ်ပါတယ်ဒါဟာပြင်သစ်ရဲ့ယဉ်ကျေးမှုနဲ့ဩဇာအာဏာဟာကမ္ဘာအနှံ့ဘယ်လောက်အထိရောက်ရှိနေတယ်လဲဆိုတာကိုပြသနေတဲ့သတ္တိတစ်ခုပဲဖြစ်ပါတယ်အခုလို့ပြင်သစ်နိုင်ငံရဲ့စံတော်ချိန်12ခုအကြောင်းလေ့လာရတာကိုသဘောကျမယ်လို့မျှော်လင့်ပါတယ်ခင်ဗျားတို့ရဲ့နိုင်ငံမှာရောစံတော်ချိန်ဘယ်နှခုရှိတယ်လဲဆိုတာ comment မှာပြောပြခဲ့ပါဦးအခုလို့စိတ်ဝင်စားစရာဗီဒီယိုတွေကိုအမြဲကြည့်ရှုနိုင်ဖို့ subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဦးနော်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်အားလုံးပဲဖခင်သခင်ကောင်းချီးပေးပါစေ